အခုချိန်မှာဘောင်းစုကြီးတန်ဆုံရဲ့တောရကုန်းရဲ့ကုန်းတော်ချီးမွမ်းမှာဖြစ်ပါတယ်တမန်ကျမ်းစာနှစ်ပိုက်ဖတ်ပြီးတဲ့အခါမှာကျွန်တော်တို့သာသနာနယ်ဥက္ကဋ္ဌကြီးလည်းဖြစ်တယ်လို့ကျွန်တော်တို့အသင်းချုပ်ကြီးရဲ့တွဲဝယ်ဥက္ကဋ္ဌဖြစ်တဲ့ဆရာတော်စောပန်းထွန်းကနေပြီးတော့မှအထူးဆုတောင်းခြင်းကိုဆုတောင်းပေးမှာဖြစ်ပါတယ်လို့ပထမတစ်ပိုက်ကတော့ဟေရှာယနဂတိကျမ်း55အခန်းငယ်6တွေ့နိုင်သည့်ကာလတွင်ထာဝရဘုရားကိုရှာကြလော့နိရောမူသည့်ကာလတွင်ဆုတောင်းပတ္ထနာပြုကြလော့ပခေယွာတဆူလေပွေတော်စုကမောလာဘောတိုင်တတညုစာပပတာဘူဆိုစီယွာပတာခုတော်စိပိစတော်ပရကေနိပလူဖို့တို့မလောမင်းနပလူနဖို့နတတတုဘွာတတတော်ပတတုပါစုတဟဝဟာဝပါဒီနေ့သုံးနဆူပါပေါကိုကစားတောက်ဖို့လက်စာပွေကရလေသူဆိုစီဘာတာသူတော်အနာဟုဘာတာဆိုလေအဝတိဟခောပလို့ကွာစမဲဘာတာအမြာမျိုးလောကျွန်တော်တို့အားလုံးအတွက်ထူးဆူတောင်းပေးသွားတဲ့ဆရာတော်ကြီးကိုထူးပဲကျေးဇူးတင်ပါတယ်လို့ကျွန်တော်အခုချိန်မှာ
ကျေးဇူးတင်စကားပြောကြားခြင်းနဲ့ကြီးညာခြင်းကိုကျွန်တော်တို့အသင်းတော်မှအသင်းတော်တွင်မှုနော်တော်တွေကပြောကြားပေးမှာဖြစ်ပါတယ် ရှေးကစားဖျားရှင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်လို့အခုချိန်ကပူပြင်းတဲ့ຢာစီဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဖျားเจ้าဝင်းမှာရှိတဲ့ဆရာတော်နဲ့အသင်းသူအသင်းသားအဲ့ဒီအားလုံးကိုအားနာပါတယ်လို့ကျမကျေးဇူးတင်စကားပြောချင်တာတော့ပထမတစ်ချက်အနေနဲ့ကျမတို့အသင်းတော်ဟာဆိုလို့ရှိရင်85နှစ်လည်းမသိ50လည်းမသိနှစ်တရာလည်းကျမတို့ကအမှတ်တမဲ့ပဲဒီလိုပဲနေခဲ့ကြတယ်ကျမတို့အရင်ဆုံးကျေးဇူးတင်ထိုက်တဲ့ဒီဟာဆိုလို့ရှိရင်ကျမတို့အဖဆရာတော်ကြီးဆောမနာရှိပဲဖြစ်ပါတယ်သူကနေပြီးတော့မှကျမတို့ကိုနှိုးဆော်ခွန်အားပေးပြီးတော့မှဒီနှစ်တရာဂျူဘလီကိုသူကနေပြီးနှိုးဆော်ပေးတဲ့အတွက်အခုလိုပြုလုပ်ခွင့်ရတာပဲဖြစ်ပါတယ်အထူးသဖြင့်သူ့ကိုကျေးဇူးတင်ပါတယ်လို့နောက်တစ်ခုအနေနဲ့ကတော့ဒီအချိန်မှာကျမတို့ဒီဂျူဘလီပွဲတော်မှာလာရောက်ပြီးတော့မှဓမ္မဒေသနာကိုဝေကြားပေးကြသွားတဲ့ကျမတို့အသင်းချုပ်ဥက္ကဋ္ဌနဲ့တူကျမတို့နေဥက္ကဋ္ဌအသင်းတော်အသီးသီးမှဆရာတော်များဆရာဆရာမများကြွားရောက်လာကြတဲ့ယနေ့ရက်ဝေးမှအသင်းတော်အသီးသီးမှဧည့်သည်များမိတ်ဆွေများအားလုံးကိုကျမတို့အသင်းတော်ပေါ်ချစ်ချင်းမေတ္တာအားဖြင့်လာရောက်ပေးကြတဲ့သူအသီးသီးကိုအထူးပဲအသင်းတော်ရဲ့ကိုစားကျေးဇူးတင်ပါတယ်လို့နောက်တစ်ချက်အနေနဲ့ကတော့ကျမတို့အသင်းတော်ဟာလူနည်းစုဖြစ်တဲ့အတွက်ကြောင့်မလို့လာရောက်ပြီးတော့ကျွေးမွေးအခမ်းပေးကြတဲ့အသင်းတော်များချက်ပြုတ်ပေးကြတဲ့သူရောက်စီတိုင်းကိုလည်းအသင်းတော်ရဲ့ကိုစားကျေးဇူးတင်ပါတယ်အထူးသဖြင့်ကျေးဇူးတင်တာဆိုလို့ရှိရင်ဘင်ခရာဝိုင်းကိုလည်းကျမအသင်းတော်ရဲ့ကိုစားအထူးပဲကျေးဇူးတင်ပါတယ်ပန်းအလားအပြင်ပြုပြင်ပေးသွားတဲ့ညီမငယ်အသင်းတော်ထဲ၌လိုလျက်ရှိတဲ့အရာကိုပြင်ဆင်ပေးသွားတဲ့ဆရာတော်တို့နဲ့အတူညီကိုမောင်နှမအရောက်စီတိုင်းကိုလည်းအသင်းတော်ရဲ့ကိုစားအထူးပဲကျေးဇူးတင်ပါတယ်လို့နောက်တစ်ခုကဆိုလို့ရှိရင်ကျမတို့အသင်းတော်မှာအလူငွေအားဖြင့်အသင်းသူတင်သားရက်သူရွာသားများပါဝင်ပံ့ပိုးပေးကြတဲ့ဒီမှာသူများရက်ဝေးမြေချာမှာတွားရောက်အလုပ်လုပ်ပြီးတော့မှအလူငွေအားဖြင့်ပံ့ပိုးပေးကြတဲ့ညီကိုမောင်နှမအရောက်စီတိုင်းကိုလည်းအသင်းတော်ရဲ့ကိုစားအထူးပဲကျေးဇူးတင်ပါတယ်လို့ကျမရဲ့ကျေးဇူးတင်စကားဆိုလို့ရှိရင်အကြီးဆုံးမှဖဆရာကြီးကြီးဆုံးမှဟိုအငယ်သေးသေးလေးအထိကိုလိုက်လဲနဲ့စီကားတိုက်မြတ်စွာမီနဲ့ဂျူဘလီပွဲကိုဝတ်ပြုရတဲ့အခွင့်ပေးပြီးတော့မှလာရောက်ရှင်းမြင်ပေးကြတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်လို့အသင်းတော်ရဲ့ကိုစားနောက်တစ်ခုကဆိုလို့ရှိရင်ကျမတို့ဝတ်ပြုကိုးကွယ်ပြီးတဲ့အချိန်ခါမှာဆိုလို့ရှိရင်ကျမတို့ဆရာတော်များနဲ့ဓမ္မဆရာမများအားလုံးဟာဆိုလို့ရှိရင်ဒီဘက်ကအဆောင်လေးမှာကာယခွန်အားသုံးဆောင်မှုရန်အတွက်ပဲဖြစ်ပါတယ်ဝိညာဉ်အစာစားပြီးတဲ့အခါမှာကာယခွန်အားကိုဒီဘက်အဆောင်မှာဆရာတော်နဲ့ဆရာဆရာမများကိုဒီဘက်အဆောင်မှာကျွေးပြီးတော့ကျမတို့အပရိသတ်အားလုံးကိုဟိုဘက်ကခမ်းမာထဲမှာတပရိတ်ထဲကျွေးမွေးမှာဖြစ်ပါတယ်လို့အားလုံးကာယအစာကိုဝလွန်စွာစားသုံးဖို့ရန်အတွက်လည်းမေတ္တာရပ်ခံပါတယ်ကျမတို့အသင်းတော်မှာအခမ်းကျွေးမွေးတဲ့အရာအလုံးစုံကိုလိုဘက်ဟာကမြန်ရှိခဲ့လို့ရှိရင်နားလည်ဖွင့်လို့ဖို့ရန်အတွက်လည်းကျမအနူးညွတ်တောင်းပန်ပါတယ်ကျမအရောက်စီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်လို့